မြတ်စွာဘုရားနှင့်သံဃာတော်900တို့သည်မကရာတိုင်းသို့ဒေသစာကြီးကြွရှိတော်မူစဉ်တော်လန်ခီအကြား၌တော်မီကြီးပတ်ပတ်လည်လောင်တီကိုကြုံရလေ၏တော်မီကြီးသည်အလိမ့်လိုက်ပြေးလာတကဲ့သို့မြင်ကြရသောပုရုဇဉ်ရန်အချို့သည်ကြောက်လန့်၍မိကိုမိနှင့်တိုက်ရသည်ဟုပြေးလာသောတော်မီကိုမိကြိုနှင့်တိုက်ရန်မိခတ်ကြောက်နှင့်မိခတ်ကြသည်ထိုအခါအခြားရန်များကထိုရန်တို့ကိုငါရှင်တို့တင်တို့ဘာတွေလုပ်နေကြသနည်းလာမင်းကြီးရှိပါလျက်လာကိုမမြင်နေမင်းကြီးရှိပါလျက်နေကိုမမြင်ကမ်းနားမှာနေပါလျက်နှင့်သမုဒ္ဒရာကိုမမြင်မြင့်မိုးတောင်ကိုမိနေပါလျက်မြင့်မိုးတောင်ကိုမမြင်သူတကဲ့သို့ပြုမှုနေကြသည်နတ်ထက်မြက်လာသောမြတ်စွာဘုရားရှိတော်မောက်ထံသို့တွားကြပါအဟုမြတ်စွာဘုရားထံရဟန်းပေါင်းတို့ဝိုင်း၍နေကြ၏တော်မီသည်မြတ်စွာဘုရားရက်တော်မူရာနေရာ၏ပတ်လည်တစ်ဆက်လျှောက်ပင်မြသောနေရာရောက်လျင်ရေနှင့်တက်လိုက်တကဲ့သို့ငြိမ်းသွား၏ရဟန်းပေါင်းတို့သည်အံ့ဩလှစွာမြတ်စွာဘုရား၏ကျေးဇူးတော်ကိုပြောကြားနေကြရာမြတ်စွာဘုရားကယဟန်တို့ဤနေရာတွင်တော်မီငြိမ်း၏ငါဘုရား၏အစွမ်းဟုမထင်ကြလေနှင့်ဤနေရာတွင်ဗရကဘာပတ်လုံးမီးမလောင်သောနေရာဖြစ်၏ဟုမိန့်တော်မူရာရှင်အာနန္ဒမထေရကမြတ်စွာဘုရားထိုင်တော်မူရန်ဒုက္ခသင်္ကန်းကြီးကိုလေးထပ်ပြု၍ခင်းလေ၏မြတ်စွာဘုရားသည်ထိုင်တော်မူ၍အတိတ်ဇတ်ကိုဤသို့ဟောကြားတော်မူ၏ရှေးခါကမာဂရာတိုင်းအရပ်မှာပင်ဘုရားလောင်းသည်ငုံဘဝ၌ဥမပေါက်ဖွားစအရွယ်ဖြစ်လာ၏ထိုအချိန်တွင်နှစ်တိုင်းလောင်နေကြတော်မီကြီးလောင်လာ၏တော်မီကြီးမြည်ဟီးလောင်လာမှုကြောင့်ငှက်အပေါင်းတို့ထွက်ပြေးကြကုန်၏ဘုရားလောင်း၏မိဘတို့လည်းဘုရားလောင်းကိုစွန့်၍ပြေးကြလေကုန်၏ဘုရားလောင်းသည်အတိုက်တွင်းမှလေကိုဆန့်၍ကြည်လင်တော်မီကြီးကိုမြင်၍ငါမှပြန်စရာအတောင်လည်းမပေါက်သေးခြေနှချောင်းပေါ်တွင်ပင်မရက်နိုင်သေးငါ၏မိဘတို့သည်လည်းငါကိုပြည့်၍ပြေးကြလေကုန်ပြီငါတွင်မိကိုအားရစရာမရှိတော့အဘယ်သို့လို့ရပါမည်နည်းဟုကြံ၏ထို့နောက်မုံမင်းသည်အဝေးမှမိတောက်ကိုကြည့်၍အောက်ပါခါရာတော်တို့ကိုရွတ်ဆို၏တိလနှင့်တစ္ဆာတို့၏ဂုံကျေးဇူးကိုအာယုံပြု၍ရှေးပြခြင်းတို့၏ကျေးဇူးတော်ကိုဆင်ခြင်၏အထိလောကေတိလကုနောအစရှိသည့်ဖြင့်ခါရာတော်တို့ကိုရွတ်ဖတ်လေ၏ဤသို့တိလ၏ကျေးဇူးရှေးပြခြင်းတို့၏ကျေးဇူးတော်တို့ကိုဆင်ခြင်၍မိမိကိုအာယုံပြု၍တစ္ဆာဆိုပြန်၏ငါအားအတောင်တို့သည်ရှိကုန်၏ထိုအတောင်တို့ဖြင့်ကောင်းကင်သို့ပြန်ခြင်းကမတတ်နိုင်ပါကုန်ငါအားခြေတို့သည်ရှိကုန်၏ထိုခြေတို့ဖြင့်မြေ၌သွားခြင်းကမတတ်နိုင်ကုန်ငါ၏မိဘတို့သည်လည်းထွက်ပြေးကုန်၏တင်တော်မီသည်ရှောင်းလေဖယ်ရှားလေလောဤသို့ဘုရားလောင်းသည်ငါအားအတောင်ရှိလျက်မပြန်နိုင်သေးခြေထောက်ရှိလျက်မပြေးနိုင်သေးငါမိငါဖတို့သည်ငါကိုအတိုက်၌ထားပြီးပြေးကြလေကုန်ပြီဤမပေါက်မပြန်အမှန်ကန်စွာဆိုရသောသစ္စာစကားကြောင့်တင်တော်မီကြီးသည်ဤရက်တွင်ပင်ရက်လေပါလောဟုအတိုက်မှာအိတ်လျက်ပင်သစ္စာဆို၏ဤသို့သစ္စာဆိုသည်နှင့်တပြိုင်နက်တစ်ဆက်လျှောက်ပေသောရက်မှာပင်ရေဖြင့်လောင်းလိုက်တကဲ့သို့တော်မီကြီးသည်ရပ်သွားလေ၏ထိုရက်သည်ကရကကဘာပတ်လုံးမီးမလောင်နိုင်သောအရက်တကိုးရှိသောအရက်ဖြစ်လာ၏ယဟန်တို့ဤအရက်၌မီးမလောင်ခြင်းသည်ယခုငါဘုရား၏အစွမ်းမဟုတ်ဘုရားလောင်းငုံငယ်ဘဝ၌ငါဘုရားလောင်း၏တစ္ဆာအစွမ်းပေတည်းဟုဟောတော်မူ၏အနှစ်ရှုပ်ဇက်ပေါင်းသောထိုအခါ၌မိဘတို့သည်ယခုဘုရားပြရာအခါ၌မိဘနှစ်ပါးတို့ပင်တည်ငုံမင်းသည်ငါဘုရားဟုဇတ်တော်ကိုပေါင်းတော်မူ၏